ဟုတ်ကဲ့ပါအားလုံးခေတ္တနာမ၌မင်္ဂလာပါဒီနေ့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာက Oklahoma ရဲ့ဒီ Tulsa မြို့ Oral Roberts ကျောင်းကိုကျွန်တော်ရောက်ရှိနေတာဖြစ်တယ်တကယ်ဒီနေရာရောက်ရှိခြင်းအတွက်ဘုရားသခင်ကျေးဇူးတော်ကိုအထူးချီးမွမ်းတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာကကျွန်တော်ရောက်ချင်တဲ့နေရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီ Oral Roberts အကြောင်းကတော့ကျွန်တော်ယုံကြည်သူဒီခရိယန်သမိုင်းမှာအထင်ကရပုဂ္ဂိုလ်ဆိုတာအထူးတလဲပြောစရာမလိုပေါ့နော်အဲ့ဒီနေရာကိုရောက်ရှိခြင်းအဖြစ်တကယ်သူရဲ့သက်တာမှာသူဒီမှာထူထောင်ထားတဲ့အတိုင်းဆူတောင်းခြင်းခေတ္တရဲ့ကျွန်တော်တို့ယုံကြည်သူရဲ့သက်တာမှာနှုတ်ကပတ်တော်ခံယူခြင်းနဲ့ဆူတောင်းခြင်းအသက်တာအရန်ရေးကြီးတယ်ဆိုတော့အသက်တပံခံစားရတာဖြစ်ပါတယ်အဲ့အတွက်ဖခင်ရဲ့နာမတော်ဘုန်းကြီးပါစေဒီနေ့ဒီမှာအာလန်နဲ့လည်းများစွာတွေ့ရတယ်ဒီမှာအထူးသဖြင့်ဒီမြန်မာနိုင်ငံအာလန်လည်းပါတယ်မြန်မာဒီမှာဘရာဇီးကနေဒါမက္ကဆီကိုတကယ်ကမ္ဘာအသီးသီးပေါ့နော်ဒါတွေကကျွန်တော်ယုံကြည်တယ်ဒါမြေကြီးစွန့်တဲ့ဝိညာဉ်တတဝအပေါင်းပေါ့နော်ဖခင်သခင်ရဲ့ချစ်ချင်းမြတ်တဲ့တိုင်းနိုင်ငံအသီးသီးမှာသူရဲ့ဤဝင်ကြီးလိရောက်သွားဖို့ဆိုတာကိုရည်ရွယ်ထားတယ်လို့ယုံကြည်တယ်တကယ်အဲ့ဒီနေရာအတွက်ကျွန်တော်တို့ဆူတောင်းတာဖြစ်ပါတယ်အခုဆိုသူသဖြင့်ဒီကျွန်တော်ကိုလိုက်ဖို့ပေးတဲ့ကိုခိုင်ထောနော်ကျွန်တော်တို့ရဲ့အရင်ဆုံးဒီမက္ကဆီကန်2008အရန်ခက်ခဲတဲ့အချိန်မှာဒီသူတို့နဲ့ဒီကိုခိုင်ထောနဲ့သူမက္ကဆီကန်မှာ3နှစ်တာနေထိုင်ခဲ့တယ်အခုဒီအရိကနေဒီစနေကျော်ဝေကွာနဲ့ပြန်လဲဆုံးပြရတဲ့တကယ်ဖျားကြီးစောချီမနဲ့သူစင်လဲ2012အရင်တော့ဆိုသူတို့အသက်တာကဒီတိုင်းပဲစားလိုက်တောက်လိုက်ဖျားကြောင်သွားလိုက်ဒါပေမဲ့အခုကျွန်တော်တို့တွေ့တဲ့ခါမှာသူကတကယ်ခက်တော့တိုင်းပဲဘောလဂန်ဖြစ်တယ်ပြီးရင်သူကိုယ်တိုင်နဲ့ဤဝင်ကြီးလေးတွေဝေငှနေတာဖြစ်တယ်အခုကျွန်တော်ဆိုတော့တကယ်လောကပတ်တော်တွေကိုစံငတ်တယ်အဲ့လိုတွေ့ချင်းကတကယ်ဖျားရဲ့ဂျေဇုတော်ဖြစ်တယ်လို့ဝန်ခံတယ်တကယ်ဖျားတကယ်အကောင်းမြတ်တာဖြစ်ပါတယ်ဂျေဇုတော်ကြောင့်ကဲတင်ချင်းရောက်ရတယ်လို့ပြောတဲ့အတိုင်းကျွန်တော်တို့လူတိုင်းကိုဤဝင်ကြီးလေးပြောဖျားကောင်းမြတ်တဲ့ပြောပေမဲ့တချို့တွေကလက်မခံနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ခေတ္တနဲ့ဒီခိုင်တော်လည်းငြိကိုတွေ့ဖြစ်ရတယ်သူစတဲ့လုံးဝဖျားဖက်မှာတကယ်ပဲစကားထက်တမ်းမြဖျားနှုတ်ကပတ်တော်တို့ဘဝဟာနေတာလုံးပါလို့ရမယ်ဆိုကျွန်တော်တို့ရဲ့နေ့ရဲ့စင်တိုင်းမှာဖျားအလုံးတော်နဲ့တောလာဖို့ကကျွန်တော်တို့ရဲ့နံပါတ်1ဖြစ်လာတယ်။ကျန်တဲ့အရာတော့ကျွန်တော်တို့အသက်တာမှာမိမိဖျားရဲ့နှုတ်ကပတ်တော်နဲ့တရှင်ချင်းအသက်တာနဲ့ရှောင်လန်းဖို့ကအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့လမ်းမှာပြောဖြစ်တယ်ပေါ့နော်။ဆိုတော့တကယ်ဖျားကောင်းမြတ်တဲ့ဝင်အဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ဒီနေ့ဂျာနာရသူမိတ်ဆွေအပေါင်းအပေါ်မှာလည်းထောက်ပြနေတဲ့ချင်းရှိပါစေအထူးသဖြင့်ကျွန်တော်ယေရှုခရစ်တော်ဘုရားဟာတကယ်ကျွန်တော်တို့ကိုချစ်တဲ့ဘုရားမိဒီကျွန်တော်တို့မိဘတွေဇနီးမောင်သားမယားတွေကကိုယ့်ကိုမချစ်နိုင်ဘူးလို့ခံစားတဲ့အချိန်ကိုယ့်ကိုမချစ်နိုင်ဘူးလို့ခံစားတဲ့အချိန်မှာလည်းဘုရားတကယ်ကျွန်တော်တို့24နာရီကျွန်တော်တို့အတူရှိပြီးကျွန်တော်တို့ရဲ့ပြဿနာတွေကျွန်တော်တို့ခံစားချက်အသေးစိတ်ကိုသာတည်ပြီးမှနားလည်ပြီးမှဖြေရှင်းပေးနိုင်တဲ့ဖျားဖြစ်တယ်ဆိုတာကိုကျွန်တော်အထူးပဲတက်တဲ့ခံလိုပါတယ်လို့ဒီနေ့အချိန်နဲ့တဲ့ဖျားတကယ်ကျေးဇူးတော်ချီးမွမ်းတယ်ဘုန်းကြီးချင်းချီးမွမ်းခြင်းအလုံးကိုဖျားတကယ်ပေးရပါတယ်အရောက်စတဲ့ဖျားတဲ့ကောင်းကြီးပေးပါစေအာမင်